ခွေးတိုင်းနမောက်မှာဒီ PDF အယောင်ဆောင်ပြီးတော့လင်မယား2ယောက်ကိုသူယောက်ျားဖြစ်သူကလေလီတက်လိုက်တယ်မိန်းမဖြစ်သူကအရမပြုကျင့်တယ်ဆိုတဲ့သတင်းလေးတစ်ခုကျွန်တော်တို့ရချင်းလောက်ပြီးမယ် ကြောက်ကြောက်ဒါနဲ့လီရ ပြောကြဒါနဲ့ဘယ်လီတော့ ပဲလီရ လေလီတာ ဟုတ် မင်းကလီတာနော် ဟုတ် ပြောမှန်တယ်ပြော ဆိုကညာအိတ်တယ် ညအိတာနဲ့စောက်ကားပြောနေဘာလို့ဆိုပြောရင်းကျင်တယ် ဟုတ် ဘယ်တကျင်းကျင်လဲ ခါပါပဲဆရာ ဆိုတော့သူယောက်ျားဖြစ်သူကိုလေလီတက်လိုက်တယ်သူမိန်းမကိုကြတော့ကျိုးနဲ့တုတ်တယ်ဒီကောင်ကပြီးရင်အရမပြုကျင့်တယ်ဗျာဆိုချင်တာအဲ့လိုပုံစံမျိုးပေါ့ ဟုတ်ပြီအဲ့ဒါမင်း PDF အကြောင်းဆောင်ပြီးတဲ့ခါကျတော့အလူခန္ဓာ ဟိုစနာကဟိုကကျွန်တော်ညီအဖွဲ့တွေဖေးရိုင်းနေတော့သူတို့ဝက်ဆက်တောင်းအောင်လို့ဆိုပြီးတော့ကျွန်တော်လူခံသွားပြီ အဲ့နမောက်ကပါကဖတွေဖမ်းပြီးတော့စစ်ဆေးနေတာပေါ့ မရင်းကျင်ကြတာမင်းဝန်ခံတယ်ပေါ့ ဟုတ် ပြောကြလေပြန်ဒါနဲ့လီရောသိလားပြောကြ တီးဘူးဗျ ဘယ်လိုလိခဲ့တာ လေလီရ ဘယ်လိခဲ့တာ ဟုတ် မသိဘူးနော်သိလားမသိဘူးပေါ့ ဟုတ် သိလားမသိဘူးပြောကြပြန်ပြောသိချပြန်ပြောဒါကြောင့်လေလိပြီးတော့ဘယ်လိုလုပ် ယောက်ျားကိုလေလီပြီးတော့မိန်းမကိုချိုးတော့ မိမ ချိုးတော့ခိုင်းတယ် မင်းကပြောကြကိုလေပြန်ဒါနဲ့လီရဲ့ ဟုတ် ဒါနဲ့လီပြီးတဲ့ခါကျအဲ့မိမအဲ့ယောက်ျားမိမကိုကျိုးပြန် သူ တော့ ကြောက်တော့လေလီခဲ့တယ်တီလားမတီလားဆိုတာ तू မသိဘူးပေါ့အဲ့လိုပုံ ခေါ်သွားပြီးတော့ အနေချင်း မင်းကျင်မင်းလူသားဆန်လာပြီလား အဆန်ပါဟုတ်ဗျ လူသားမဆန်ဘူး ဟုတ် သိလားသိပြီလားလူသားမဆန်တာသိလား တီးပါဗျ ဟုတ်ပြီမင်းနောက်ပြီးတဲ့ခါကျတော့မင်း PDF ပါဆိုပြီးတဲ့ခါကျတော့ PDF ရောင်းဆောင်ပြီးတဲ့ခါကျတော့မင်း line တွေပေါ်မှာမင်းရှောက်တင် PDF ပြီးရွာထဲမှာရှိတယ်ဆိုပြီးတော့မင်းဂွေးဝင်ရွာထဲမှာရှိတယ်ဆိုပြီးတော့မင်းက line ပေါ်တင်တယ်နေ့ရက်မင်း line ပေါ်တင်တယ်သုံးရက်နေ့ဒီကောင်နဲ့ရောက်လာတယ်လာဆက်ပြီးတဲ့ခါကျရွာကူးပြီးတဲ့ခါကျအဲ့စစ်ကြောင်တမန်ကုန်းမှာမီးတွေရှို့နေ ဆိုတော့သူကသူ PDF ပါဆိုပြီးတော့လေသူက line ပေါ်တင်တယ်အကြမ်းဖက်မရောက်နိုင်စစ်တပ်ကိုစိန်ခေါ်တယ်။ကောင်တွေကစစ်ကြောင်းထိုးလာတယ်။စစ်ကြောင်းထိုးလာတဲ့အခါကျတော့အဲ့မှာဘာတွေဖြစ်လဲအဲ့နားရွာတွေဒုက္ခရောက်တယ်နော်ဒီကောင်ကြောက် မင်းလာသိလား ဟိုကြောက်ရတယ် အဘရိကြောင့်ဖြစ်တာ ကျွန်တော်ကြောက်ဖြစ်တာပါ ဒီမင်းကြောင့်ဖြစ်တာ ခွက်တွေကိုမေးပြီးတော့ဒီကောင်ကိုပါသွားတွေချောင်းမမချောင်းချွတ်ထုတ်ပလိုက်ရမှာတဲ့လားအဲ့တော့သူ့ချောင်းနဲ့ခုနပြောအဲ့နားရွာတွေကိုဘယ်လိုလဲဆိုတော့အကြမ်းဖက်မရောက်နိုင်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့ရွာတွေမီးရှို့တယ်ပြည်သူတွေကိုတပ်ဖြတ်တယ်နော်ဒါသူလှုပ်လိုက်တဲ့ဟာကဘာမှဟောမဟုတ်ပြင်မဲ့အဲ့လိုမျိုးအများကြီးတက်ရောက်မှုဖြစ်သွားတယ်တေချာတခုကဒီကောင်ကတော့လွတ်လန်းမရှိပါဘူးနော်ဒါကတေချာမဲ့တော့မှာပဲနော်အန်ယူဂျီကတရားစီရင်နဲ့ဒါတရားစီရင်ကဆုံးဖြတ်ချမယ်ဆိုလဲဒီကောင်ကတေချာမဲ့ဖြစ်မှာပဲနော်โอเคအဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးကိုစိုက်ကြပါ